မင်္ဂလာပါရှင်ညီမနာမည်ကတော့မိသရာထူးဖြစ်ပါတယ်2021မတိုင်ခင်8တန်းထိရောအကြောင်းပြီးခဲ့ရပေါ့နော်ကိုဗစ်တွေဘာတွေလဲပါသွားတော့ဒါပေမဲ့ဒီကိုဗစ်ကာလထဲမှာပဲဒီ online class တွေဘာတွေရှိလာတော့ online class တွေ join ဖြစ်တယ်ဒါပေမဲ့ဒီအာနာသိမ့်ကြီးရဲ့နောက်ပိုင်းကျတော့ဒီရှောင်းရင်းတင်းရင်းဒီရန်ကုန်ထဲမှာပဲပေါ့နော်ရန်ကုန်ထဲမှာပဲပြင်းလွှားရင်းနဲ့တခြားဘာမှလည်းမတက်ဖြစ်ဘူး online class တွေလည်းမ join နိုင်ခဲ့ဘူးပေါ့နော်ဟိုအဲ့ဒီကနေပြီးတော့ဒီဘက်ရောက်လာတယ်ဆုံးရှုံးခဲ့တဲ့ဒီပညာရေးရတော့ပြောရမယ်ဆိုလို့ရှိရင်အကုန်လုံးကိုဆုံးရှုံးတာဒီညီမတို့ဒီအခုလက်ရှိတက်နေတဲ့အတန်းနေပြီးတော့လည်းဆက်မတက်နိုင်ဘူးပြီးတော့ဒီမှာဘာပညာရေးအခွင့်အလမ်းမှလည်းမရဘူးပြီးတော့ဒီဒုက္ခရောက်နေတဲ့ပြေးနေလွှားနေရတဲ့အတွက်အကြောင်းမလို့လည်းပညာရေးဘက်ကိုဦးစားမပေးနိုင်တာမျိုးတွေရှိတယ်ပေါ့နော်ခက်ခဲဖြစ်သွားတယ်အဲ့တော့အခု GED တက်နေတဲ့ဟာကိုနားလိုက်ရတယ်ပေါ့နော်နားလိုက်ရပြီးတော့ကိုမသာကိုပဲအိမ်မှာ self study နေနဲ့ပဲသွားနေရတယ်ပေါ့အခုဒီမှာတော့ပြောရရင်ဒီ GED ကိုပဲလေ့လာရတာအများတယ်တခြားရှိတဲ့ IGCSE ကိုဘာလို့ကြတော့ညီမတို့လန်လန်းမမီနိုင်တဲ့နေရာလိုမျိုးဖြစ်သွားတယ်ပေါ့နော်ဒီဘက်ကိုဘယ်လိုရောက်လာကြရလဲဆိုတော့ပြောရရင်အကုန်လုံးကတော့ကိုယ့်နိုင်ငံမှာပဲကိုနေချင်ကြတာကြီးပဲเนาะဒီအကယ်ပြည်ပမှာတင်ချင်တယ်ပါတယ်ဆိုလို့ရှိရင်လည်းဒါကြောင်တက်ချင်တဲ့သဘောအနေနဲ့ပဲပြီးရင်ကိုယ့်နိုင်ငံပြန်လာပြီးအခြေချချင်ကြတဲ့သူတွေကြီးပဲအခုကျတော့ဘာမှ ready မဖြစ်သေးပဲနဲ့ကျောင်းတွေဘာတွေလည်းမပြီးသေးပဲနဲ့ဒီဘက်ရောက်လာကြတာအဲ့တော့ပြောရရင်ဟိုမှာနေလို့မရတော့လို့ရောက်လာကြတာလူငယ်အနေနဲ့ဆိုယောက်ျားအများဖြင့်ယောက်ျားလေးတွေပေါ့နော်ညီမတော်မှာမိသားစုနဲ့ဆိုတော့တော်သေးရဲ့ညီမတချို့တငယ်ချင်းတွေဆိုလို့ရှိရင်တယောက်တည်းရုန်းကန်ပြီးဒီမှာနေရတာအဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့ဘေးနားမှာဘယ်သူမှလည်းမရှိဘူးမိသားစုလည်းမရှိဘူးစားဖို့တောက်ဖို့လည်းကိုယ်တိုင်ရုန်းကန်ရတယ်အိမ်ငါးစကားလည်းကိုယ်တိုင်ရုန်းကန်ရတယ်အဲ့ဒီတော့ကျောင်းဘက်ကိုလည်းမလဲနိုင်တဲ့ဟာမျိုးတွေရှိလာတယ်ပေါ့နော်အဲ့တော့အလုပ်အတွက်ကြတော့လည်းအလုပ်ကလည်းမလွယ်ကူအဲ့တော့ပြောရရင်ဘလို့ယုံကြည်ချက်နဲ့မှအဲ့လိုမျိုးရမရှိဘူးပေါ့နော်တခုပဲအဲ့ဒါဘာလဲဆိုတော့ဒီတော်လန်ကြီးအောင်မြင်သွားလို့ရှိရင်တော့ငါတို့အိမ်ပြန်ရမယ်အခါကျလို့ရှိရင်ကျောင်းတွေပြန်တက်ကြမယ်ဆိုအဲ့ယုံကြည်ချက်တစ်ခုနဲ့ပဲဆက်နေရတာပေါ့migrant school လေးကတော့ဒီဖွင့်ဖြစ်သွားတာကတော့တခြားရလို့မဟုတ်ဘူးဘာအကူအညီထောက်ပံ့မှလည်းမပါဘူးညီမတို့မိသားစု9ယောက်ရဲ့အားနဲ့ပဲပေါ့နော်ဒီဘက်ရောက်လာတဲ့အခါမှာဖေးကြီးကလည်းကိုယ်စလဲတယောက်ဖြစ်တယ်ပေါ့ကိုယ်စလဲတယောက်ဖြစ်တော့ပြည်သူတွေနဲ့ဥမာတောင်တော့ရန်ကုန်မှာကလေးကဒီထိတွေ့မှုအားရှိတယ်အဲ့ဒီတော့ဒီဘက်ရောက်လာတဲ့အခါကျတော့လေအဲ့ဒီဟာမနေနိုင်ဘူးဒီအိမ်ထဲမှာပဲမနေပဲနဲ့ဒီဘာထောက်ထားမှလည်းမရှိပဲနဲ့စပိန်တစ်စီးနဲ့ဆိုင်ကယ်တစ်စီးနဲ့ပြည်သူတွေစီရအောင်သွားတယ်ပေါ့နော်အဲ့တော့ဒီရဲ့ကလေးတွေရဲ့အခက်အခဲကိုမြင်လာရတယ်ညီမတို့စစ်ဆောင်တွေရဲ့အခက်အခဲကိုမြင်လာရတယ်အဲ့ညီမတို့လည်းလမ်းပြောက်တာမျိုးရှိတယ်ဘာအိမ်မှမရှိရသလိုမျိုးရှိတယ်ဒါပေမဲ့စစ်ဆောင်တွေကညီမတို့တဲ့အခြေအနေအများကြီးစိုးတယ်ပြန်ညီမတို့လည်းစစ်ဆောင်ပဲဒါပေမဲ့ညီမတို့တဲ့အခြေအနေစိုးနေတဲ့သူတွေရှိတယ်ဥပမာကလေးတွေရှိတယ်ကလေးတွေဆိုလို့ရှိရင်ဘာတက်လို့တက်ရမှမသိဘူးဒီတိုင်းရင်းသားလေးတွေပေါ့နော်ကရင်တွေပါတယ်ရှိတယ်သူတို့တွေဆိုပိုဆိုးတယ်ဗမာစကားလည်းမရကရင်စာတစ်မျိုးပဲရတယ်။ထိုင်းကျောင်းတက်မယ်ဆိုတော့လေဒီထိုင်းဘာသာစကားကိုမရအဲ့လိုမျိုးတွေပေါ့နော်အဲ့လိုအခက်အခဲတွေအများကြီးကြောင့်ကျွန်တော်တို့ဒီရောက်ပြီးတော့သိမကြဘူး8လ9လတစ်နှစ်တောင်မပြည့်သေးပဲနဲ့ညီမတို့ဒီကျောင်းလေးကိုစဖွင့်မှုအတွက်9ယောက်စဉ်းစားလိုက်ကြတယ်ပေါ့နော်